အားလုံးပဲမင်္ဂလာပါပြောခုတင်ပြပေးတဲ့အကြောင်းအရာလေးကတော့အတန်ဆလန်တစ်ပုတ်ဖြစ်ပြီးတော့20ရာစုမှာအမျိုးသားပညာကိုအဖို့ချရေးသားခဲ့တဲ့ညှောက်သွားခြင်းဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ကျွန်တော်ဒီ college ကျောင်း BA အောက်တန်းနိုင်ရှိစဉ်ကကျွန်တော်နဲ့အတန်းတူအတန်းခင်မင်သောမိတ်ဆွေတယောက်ရှိဘူး၏၎င်းမှာမောင်ထုံးမောင်ဖြစ်၏ထုံးမောင်မှာအလွန်အေးဆေးတော်နေလေးရှိစကားနဲ့၏မဟုတ်မမှန်မဟာတရားမပြောတတ်အိမ်တွေကြီး၏စကားနဲ့သူတို့၏စကားသည်ဒီနဲ့တက်တည်ဖြစ်ရာထုံးမောင်စကားပြောလျင်ကျွန်တော်တို့ကျောင်းသားများပြုပြ၍နားထောင်လေးရှိဝါကြွားပြောတတ်သူသည်ထုံးမောင်ရှိတွင်စကားပြောခဲ့၏အကြောင်းကထုံးမောင်တစ်ချက်ဝင်ထောက်လိုက်လျင်ထိုကြောဝါချင်းချက်ချင်းပေါ်တတ်၏အပေါင်းဖော်နှင့်အချိန်ပြုံးမနေတတ်တယောက်တည်းတွေးတော်ရတော်၎င်းစာဖတ်ရတော်၎င်းနေတတ်၏တို့ရာတွင်အလွန်ရိုးသားဖြောင်းမတ်သူဖြစ်လျာကကျောင်းသားများကဝိုင်း၍ယူသိခင်မင်ကြ၏ကျွန်ုပ်နှင့်ကအခြားသူတို့ထက်ပို၍ခင်မင်ကြ၏ထို့နှင့်အင်္ဂလိပ်ဒီတင်ပါလက်တော်ပြတို့၌ကျောင်းစနရက်များပိတ်၏ထိုချိန်ခါ၌ကျောင်းသားများကြိုက်ကြီးတို့ဖျားတို့အစုပြု၍သွားလေးရှိကြရာကျွန်ုပ်လည်းသွားလိုသည်နှင့်ထုံးမောင်၏ထံသို့လာခဲ့၍ဟေးထုံးမောင်ကြိုက်ကြီးတို့ဖျားတို့သွားရအောင်ကွာဒိုးစနရက်တောင်ပြအားတယ်ဆရာဖူးရတဲ့ပြောတော့တွားရမလားဆိုစေကောင်ဖះကိုတွားပါတော့လားတူပဲပေါ့မတူဘူးဆရာကြိုက်ကြီးတို့ကမြတ်စွာဘုရားကိုတော်တိုင်ဒိုးမြမပြည်ကိုကြွလာပြီးတတိကြီးတစ်ပါးကိုဆန်တော်ပေးတဲ့အဲ့ဆန်တော်အစ်စ်ကိုဌာပနာပြီးတည်တာမောင်ရဲ့နားလေရဲ့လားထိုအခါအလွန်ပြုံးခဲ့သောထုံးမောင်ပြုံး၍ဆရာတွေကိုကြွလာတယ်လို့မင်းတို့ဘယ်သူကတက်တယ်လဲမင်းလဲတော့ကြွားကြတဲ့အကောင်ပဲဘယ်ပြောရမလဲကွသမိုင်းထဲမှာတတိချာချာကိုရေးထားတယ်သိရဲ့လားအဲ့ဒီမင်းသမိုင်းကဘယ်သူကပြန်မှရေးရတာလဲဘသူရေးတယ်လို့တော့မင်းကိုတတိချာချာတော်ဦးမတင်နိုင်ဘူးချေးပညာရှိလူကြီးတွေရေးခဲ့တာပေါ့ကွမင်းမနစ်ပြေးရလားမင်းငါနဲ့ပြည်နေရသွားလိုက်ကြတော့ကဘုန်းကြီးတစ်ပါးကကျွတ်တပေါင်းမင်းကြီးရဲ့ဝယ်လဲတော့အစ်ကိုပြာချပစ်သေးတရုတ်ကန်ကြီးလောက်ထားရဆိုရဲဓမ္မဝါဒဖြစ်ကြတော့မင်းကဆိုတော့ဘယ်နဲ့ပြစ်တယ်လဲပါလဲညာတဲ့သူကပေါက်မင်းလို့တော့ဘုန်းကြီးကစိတ်ဆိုးပြီးမင်းမောင်းချတာမနစ်သေးရလားအခုလည်းမင်းကရာဇဝင်ဆရာမို့တူချာချာသိမလားလို့မေးရပါဗျာမကြရင်လည်းမမေးပါဘူးဟဲ့ကောင်တော့ပါကွယ်မင်းဟာတစ်ခါအင်မတန်ရှားရှိရဲ့မင်းလိုက်ချင်လဲလိုက်ချင်လဲငါတယောက်တည်းတော့လို့ကြည်သွားမှာပဲဆရာတရားကြည့်နေရတဲ့ကလည်းစိတ်ပြလိုက်တာစမ်းကြဲငါကပဲရှော့ပါမယ်ငါလိုက်ကြမယ်ထိုအခါမှကျွန်ုပ်ကပြုံး၍အဲ့ဒီလိုမှပေါ့ကွယ်ငါမှငွေ90ကျပ်လောက်တော့ထူထားတယ်မင်းမရောငါမှလည်း90ကျပ်လောက်ပါပဲအေးနေရကြပြီဒေသကသာဖို့တာဖို့15ကျပ်လောက်ပဲကုန်မယ်တင်တယ်လူဖို့တန်းဖို့အပုံကြီးပို့တာပဲကိုင်းခွင့်ရပဲသွားကြစို့ကွယ်တိုက်ကြီးရိုးမူတာတို့ရောက်လျင်ထိုအခါကမော်တော်ကားများမသွားသေးတဲ့ဖြင့်လဲငား၍သွားကြ၏ကြိုက်ကြီးရိုးတောင်ကြီးကင်းမွန်စကန်မရောက်မီခရီးတို့တဝက်တတာ၌အင်းဝစကန်တို့ရောက်ရာခီးနာကြ၏သမင်းဟင်းလက်ဖက်ရည်လူကြီးကျော်သားသည်ဖြင့်အစားတောက်လည်းပြည်စုံ၏ထိုစကန်မှာရွာနီကျုပ်ဆက်ကလာရောက်၍ထိုင်တဲခင်သောနေရာစကန်ကြီးတစ်ခုဖြစ်၏ထိုအင်းဝစကန်ဆိုင်သူ၏မြောက်ဘက်အတန်ကွာရှိတရက်ပင်ကြီးတစ်ပင်အောက်တွင်တငယ်ငယ်တစ်ခုရှိ၏ထိုတဲငယ်ဘက်သို့ထွန်းမောင်သည်6ရွသွားသည်ကိုမြင်လိုက်၏မကြာမီမှာပင်တဲပါဝါတွင်ရက်၍အတန်ကြာကြည့်နေသည်ကိုမြင်ရ၏နိုင်ဝက်ခတ်ကြလျင်ကျွန်ုပ်တို့သွားချိန်ကြသည်နှင့်ထွန်းမောင်ကိုဖိ၍ခေါ်ရ၏ထွန်းမောင်သည်တုံး၍လာခဲ့၍ဟဲ့စတဲ့မှာအဖိုးကြီးမြင်ရနေရနဲ့မြင်းနေရဖျားပြီးနေကြတယ်ငါအသားကလေးရပေးခဲ့တယ်မြင်းသွားနေတော့စနေစခန်းငါမြင်လိုက်လာဟောဗျာမင်းပွေဖောက်ပြီးမင်းအကျင့်ဒီလိုပဲစိတ်တူးသားသားနဲ့ကဲမောင်တဘောရှိငါတော့မင်းကိုမဆောင်နိုင်တော့ဘူးကင်းမွန်စကန်ကိုမိအောင်လိုက်ခဲ့ပြီးတော့မမီရင်တော့ငါဆက်သွားမှာပဲအေးပါကွယ်ငါမြင်အောင်လိုက်လာခဲ့ပါမယ်ဆိုရလေပေါ်ဝတ်တူရဲကိုယူတဲ့ငယ်ဘက်တော့ဆက်ဆိုင်နဲ့စားပြန်လို့ကျွန်ုပ်မှာကဖျားတို့သာရောက်လို့၍ကျွန်ုပ်တို့ကျောင်းသားတစုလည်းဆက်ရောက်လာသည်နှင့်ထိုလူစုနှင့်ရော၍လိုက်သွားလေ၏ကင်းမွန်စကန်တို့ရောက်တော့လဲထုံမောင်မပေါ်လာကြရေမြောင်းကလေးရေမြောင်းကြီးဘိုးပြန်တောင်ဆိုင်တမော့စသည်ဖြင့်စကန်အစင်တိုင်းနောက်ဆက်တငင်ငင်နှင့်ပင်လာခဲ့ရာဖျားတို့သာတိုင်တော်၏ထုံမောင်မပေါ်လာကြကျွန်တော်တို့တစုမှလည်းတပြောတပြားကြီးပြောဆိုကားနှင့်လာခဲ့ကြရာဖျားအနီးနတ်ယုံနှက်စင်နှင့်မိမကြီးတယောက်ပတ်စံခံနေသည်ကိုတွေ့ရ၏နတ်ယုံမှာပါသချန်နာချန်ပဲ့နေ၏၎င်းအပဲတို့ကိုပြ၍ပြင်ဆင်ရန်ဆိုကပတ်စံခံနေခြင်းဖြစ်၏ထိုအခါကျွန်ုပ်သည်ရုတ်တရက်တတိယမိသည်ကလွန်ခဲ့သောနှစ်ကကျွန်ုပ်တို့အခန်းကကျောင်းသားတစုတိုက်တီယိုကပြန်လာကြသောအခါပြူပါပဲ့နာပဲ့နေသောနတ်စင်ကနဂတော်ကြီးအားနမေးကြကြောင်းကိုပြန်ပြောသည်ကိုတတိယသည်နှင့်
ကျွန်ုပ်တို့နှင့်အဖော်လို့ခေါ်ခဲ့သောလေသမားကိုမေးကြည့်ရာလေသမားကပြုံးရ၍ဒီပဲ့တွေဟာကြာလာပြီဗျပြင်းလိုက်ရင်နောက်ထပ်ပတ်စံဘယ်နဲ့လို့အလူခံမလဲဗျဟုပြောလိုက်မှကောလိပ်ကျောင်းသားထက်လာတော့လေသမားများသည်ခြိသေးကြောင်းသိရ၏နှုတ်ကွယ်ရသေးတွေရသေးမတွေဖိုးတူတော်တွေမတိလာတွေပေါ်လာကြည့်လားကွဒီထဲမှာဟာတော်မီတွေအများကြီးပါတယ်ဗျကျွန်ုပ်တို့ဖျားရှိခိုးနေစဉ်ပန်းတဲ့ရွှေတဲ့ရေတဲ့တို့ဤအနောက်ဆက်များစွာကိုခံရ၏ဖျားရှိခိုးနေစဉ်ရေပန်းရွှေဝယ်ပါဟုတရားလိုက်၍ပူနေ၏ကျွန်ုပ်သည်ကလသားချေလိုသည်နှင့်ရေပန်းရွှေတို့ကိုအိမ်နေနှင့်ရောင်းနေသောဆိုင်တို့တွင်သာဝယ်ယူလိုက်၏ကြီးကံပါဇက်ပတ်တို့လာခဲ့ရလမ်းတွင်တောင်တောင်တစ်ခုကိုတွင်၌ရသေးတပါးထံတွင်ဖျားသွားတော့အဆစ်ရှိသည်ဆို၍ဘူတွင်သို့ချင်းကြနှင့်ဝင်ခဲ့၏ရသေးကသွားတော်ကိုလက်ဖြင့်ကန်၍ခလန်းလန်းကပြ၏တသေးကြကန်၍ဖူးရသည်ဟုတောင်းသောအခါဟဲ့တကားလက်နဲ့မကန်ကောင်းဟုငရဲကြည့်တတ်တယ်ထဝေးကပဲဖူးတာပေါ့တို့ရသေးတော့ငရဲမကြည့်ဘူးလားဟဲ့ရသေးဆိုတာစင်ကြဲတဲ့သူတော်ကောင်းဖြစ်တယ်ဘယ်တော့မှငရဲမကြည့်ဘူးမင်းတို့လိုလူမဟုတ်ဘူးထိုအခါကျွန်ုပ်ဒီဘာမှပြတ်မပြောပဲအခွင့်ရသမျှတေချာစွာစူးစိုက်၍ကြည့်ရာတွားတော်ဤအတွင်းကဘာရှိသည်ကိုကမသိရအပြင်ကမူတိကရဘူးတွေကငွေအောင်ပြားကိုကတ်ထားသည်ကိုမြင်တွေ့ရ၏တို့ကြောင့်လဲရသေးရှိအလူခံပတ်စံခွက်တဲ့တို့တရားတစ်ချက်မှမထည့်ပဲဖတ်တုတ်ပြန်ရထွက်ခဲ့၏ဤတို့လျင်ကြိုက်တီရိုးတောင်မိုးသိုးတောင်၌အေဂျင့်ပြော်မျိုးစွာခုနှစ်ညကြကြ၏ပြီးမှဆင်ခဲ့ကြ၏အပြန်လန်းတွင်အင်ဝါစကန်တို့ရောက်ကြတော့ထုံးမောင်ရဖြစ်ကိုမင်းမြန်းလိုသည်နှင့်ကျွန်တော်၏အဖော်များနှင့်ခွဲ၍ရခင်တဲငယ်ဘက်သို့လာခဲ့၏တဲငယ်မှာကျွန်တော်ပထမမြင်သားစဉ်ခဲ့တာတို့ထုတ်ချပျက်စီးနေသည်မဟုတ်ပဲအမိုးအကာနှင့်အတန်ပင်တရက်ကောင်းမှုနေသည်ကိုတွေ့ရ၏အောင်းရင်ကန်ကလေး၌အတန်အိုမင်းနေပြီဖြစ်သောအဖိုးအိုအဖွားအိုနှစ်ယောက်ပတိဆက်၍နေကြ၏ခြေရင်ပိုင်းမြေကွက်လက်တွင်မိဖို့တစ်ခု၌လက်ဖက်ရည်ကရားနှင့်ဒီနေ့အိုးကျုံနေသော73နှင့်14နှစ်အရွယ်မိန်းကလေးကိုမြင်ရ၏၎င်းအနီး၌3-4နှစ်ခန့်ရှိယောက်ျားတငယ်လေးတစ်ယောက်ဦးစီးကျော်တစ်ခုကိုစားနေ၏အဲ့ဒါကိုမြင်ကြလျင်အဖွားတို့က အလုံးမောင်လာပါဘယ်ရက်ကပါလဲမောင်ဖျားဖို့အတော်လားအပြန်လားလာပါထိုင်ပါ ဆို၍နေရာပေးခြင်းကိုရင်းချခြင်းတို့ကိုပြတလဲပြု၏ ဟဲ့ဖောမေရေနွေးစုပြီမဟုတ်လားလက်ဖက်ချောက်ခတ်ပြီးယူခဲ့ဟဲ့ဘောဖောမေဟဲ့ဟိုထန်းတဲ့ကလေးရှိနေတယ်မဟုတ်လားတခါတည်းထည့်ခဲ့ဟဲ့တောက်ပါစားပါမောင်ရဲ့ ผู้စေတနာကြီးစွာသောစေတနာဖြင့်အခန့်လင်း၏အဖိုးကြီးကတဖန်အမြေးကဖျားဘူးမဟုတ်လားဟုတ်ပါရဲ့အဖိုးရဲ့ကျွန်တော်ဟာလွန်ခဲ့သော9ရက်လောက်ကတက်သွားပါတယ်အခုပဲပြန်ခဲ့တာပါအဲ့ဒီတက်သွားတဲ့နေ့ကကျွန်တော်တငယ်ချင်းတယောက်ဒီမှာကြံရက်တယ်အဲ့ဒါအခုသူပဲသွားလေတယ်လဲလို့မေးချင်လို့ဝင်လာတာပါအဖိုးရဲ့ထို့အခါအဖိုးကြီးနဲ့အမေကြီးကငေါ့ကလေးတပြိုင်တည်းဆန်း၍ မောင်ထုံးမောင်ကို မေးတာမဟုတ်လားခုတံပြိုင်မေးကြ၏ဟုတ်ပါရဲ့ခင်ဗျအမေကြီးကဆက်၍ ဘောမောင်ကမောင်ထုံးမောင်ရဲ့တငယ်ချင်းလားဒါဖြင့်မောင်လဲတူတော်ကောင်းပေါ့အေးမောင်ထုံးမောင်ရဲ့ခုမနက်ပဲရန်ကုန်ကိုပြန်လာပြီသူတို့ကြောင်းတက်ရမယ်ဆိုဘူးကွပြောလိုက်ပါရစေအောင်မောင်ရဲ့ဒီလိုတူတော်ကောင်းမျိုးရှိတာအဖွားတို့အခုအသက်80ရှိပြီကြားပဲမကြားဘူးပါဘူးမောင်ရဲ့ မောင်တော်မောင်ဟာဖះကိုလိုက်မလာပဲဒီကပြန်သွားပုံကိုပြောပါဦးအဖွားရဲ့ ပြောပါပြီလားမောင်ရဲ့ဒီလိုကွငါတို့ကအဲ့ဟိုကြောက်ထူကိုတွားရဲ့လမ်းသားမှာရှိတဲ့မိဒီကုန်းရွာကပါအဖွားတို့မှာသမီးတစ်ယောက်တည်းရှိတယ်လူအိမ်အောင်ကြလို့တာသမီး4ယောက်ရပြီးတော့လွန်ခဲ့တဲ့3နှစ်လောက်ကပဲဒုက္ခမအနေဆာရောက်တယ်သူကိုယ်တိုင်လည်းမနစ်ကဆုံးမြန်ပါရောတာသမီး4ယောက်အနက်က2ယောက်တာဖတ်တင်တယ်ပေါ်အခုမြင်တာအကြီးဆုံးနဲ့အငယ်ဆုံးပေါ့ဒီကလေး2ယောက်ကိုငါတို့ပဲမွေးရတာပေါ့ငါတို့ကလည်းအိုမင်းသူတို့ကလည်းလူနာမမြောက်သေးပတ်စံငွေကြီးကလည်းမပြေဆုံးတူပြောကြဆိုမြည်ရဲ့ငါတို့ထမင်းရဲ့မှန်မစားရတာကြပါပြီအဲ့ဒါအခုဖျားဖူးများလာတဲ့အချိန်ဒီအင်းဝစခန်းမှာတဲကလေးထိုးပြီးပွားမိကိုပဲဘူးဒီကြော်ကလေးကြော်ပြီးရောင်းစီရတာပဲအဲ့ဟာနဲ့လေထမင်းရဲ့မှန်မစားရပါဘူးကံများဆိုးရှင်တော့လွန်ခဲ့တဲ့2လ3လကဆော့ပြီးဟိုးမောင်အဖိုးကြီးကဟာလူကလည်းအိုးအစာရည်စာလဲဝင်အောင်လဲမစားရတော့လဲပါလီရောမောင်ကြီးနောက်10ရက်လောက်ကအဖျားဝင်လာပြီးတတိမရတစ်ချက်နေပါရောအဲဟိုမောင်ထုံးမရောက်တဲ့နေ့ကမြို့ပဲရှိတော့တယ်အဖွားကိုယ်တိုင်လည်းမောင်အဖိုးလိုပဲအားနေပြီးလေးနေရနွေးမှခြုံစရာဒီတဲ့အထဲတဲကလေးကလည်းငိုးမလုံတော့အေးမိပြီးအဖွားလည်းလဲပါရောမောင်ကြီးအဲ့ဒီလိုအဖွားတို့အကျိုးကန်း2ယောက်ကိုမိမကလေးဖွားမိကချက်ပြုတ်ကျွေးမွေးနေရကဟောထင်းချိုးရမှာတန်ဆူလို့တဲ့တခါတည်းနန်းဒီမန်ကြီးတိုက်ပြီးဖြစ်တယ်လို့မောင်ထုံးမောင်ရောက်တဲ့နေ့ကခြေထောက်မြောက်ပြီးအော်နေရတာပဲအဲ့ဒီမောင်ထုံးမောင်လာကြည့်တော့ငါတို့ထမင်းရေစာမစားရတာနေရတိတိရှိနေပြီမောင်ရဲ့တေဘူးအစင်တင်မဲဆိုပါတော့ဟော
ညီငယ်ကတော့ကလေးကိုဟိုဆိုင်စုမှာတွားပြီးတောင်းရန်စားတဲ့အဲ့ဒီလိုငါတို့တေဖို့အနေမှာမောက်တငယ်ချင်းမြင်တော့မိတံကိုကြားပါရဲ့ငါတို့လူနှစ်ယောက်ကတော့စကားမပြန်နိုင်တော့ဘူးဖွားမိကတာအုံငရက်ပြီးပြန်ပြောတံကိုကြားလိုက်ရတယ်အဲ့ဒါနဲ့မောင်ထွန်းမောင်ဟာပထမအဖိုးကြီးပါဇက်သေးကိုရေချပေးတယ်နောက်နည်းနည်းလှုပ်လာတော့ဟိုဆိုင်စုမှာလက်ဖက်ရည်ကော်ဖီရေနွေးစားစရာတွေဝယ်လာပြီးကော်ဖီနူးနည်းကလေးကိုအဆက်ချပြီးတိုက်ပြီးရှာတယ်အဖေါ်ကလည်းဒီလိုပဲဖွားမိကိုလည်းအနာကိုရေစေးပြီးဖောက်ဆေးထဲလှုပ်တာနဲ့အမောင်ရဲ့တနာရီလောက်မှပဲတက်တာတွားပါတယ်အမှန်ကတော့ငါတို့တစုလုံးအစားအသောက်ချို့တဲ့ငှက်လို့ဖြစ်ရကြကလာကွယ်ငါတို့တော့အရေးတောက်တာတောင်းနိုင်ကြပါရဲ့ဖွားမိတို့မောင်နှမနှစ်ယောက်ကတော့ဖျားတာမဟုတ်ဘူးအဲ့ဒါကိုမောင်ထုံးမောင်ရဲ့သူ့ရဲ့အိတ်ထဲကပေါမုံငါတစ်တာတွေတခါတည်းထုတ်ကြည့်တယ်ငငန်းနဲ့စားလိုက်ကြတာမောင်ရဲ့အဖွားတို့လည်းဘေးကကြည့်ရတာအားရဝမ်းတာနဲ့အားပြေးလာကြတာပဲအဲ့ဒါတို့ကိုယ်တိုင်ငါတို့ကိုစေးတိုက်ပြုစုတဲ့အပြင်စံစီစားချစ်တို့ငရုတ်အစုံဝယ်ပြီးချက်ချေးရှာတယ်ဖွားမိကိုအညုံမိမှာစိုးလို့တဲ့မိဖို့နားတောင်မလာစီရဘူးပြီးတော့ဟောတဲကလေးကိုကြည့်ပါဦးအခုတော့တက်တက်ရရပေါ့မောင်ထုံးမောင်ရောက်စားကအမူလဲမလုံးအကာတွေလည်းပြက်ကျနေတယ်လေပြင်းပြင်းတိုက်ရင်မခံနိုင်ဘူးအဲ့ဒီလိုနေအနေမှာမောင်ထုံးမောင်ရောက်လို့နှစ်ရက်အကြာမှာနေမိုးရွာချလို့မောင်ထုံးမောင်မကြံငါတို့အကုန်လုံးရွှေရိုးဆိုပါတော့မောင်ထုံးမောင်ဘာလို့တလဲတီလာအနီးအနားကဆိုင်စုအိမ်စုမှာတကယ်တို့ထရန်တို့တူကိုရိုင်းတော့ဝယ်ပြီးကိုတိုင်မိုးတာပြီးခဲ့တယ်မောင်ရဲ့အဖွားကိုဒီစကားကိုဖျက်၍လက်အော်အထက်တော်မြောက်ချီကတရားတကြားတော်တပည့်တော်မရဲ့မြေကြီးမောင်ထုံးမောင်ကျမချမ်းသာပါစေခလုံးမတိစုမငီပါစေနဲ့ရေလိုအေးလိုပန်းလိုမွေးပါစေဆို၍မျက်ရည်စစနေရှိခိုးတောင်းဆူတောင်းလေ၏ကျွန်ုပ်တို့ပတ်လည်ရှိလူများကိုပင်မင်းနေဟန်ရှိအတန်ကြာမှဆက်ပြန်၍ငါတို့မိုးတွေဆိုလို့အေးကြချမ်းချတော့မောင်တငယ်ချင်းဖျားလောင်ကြီးကဟောတူမှာပါတဲ့အင်ကြီးတွေပစိုးတွေမျက်နှာတုပ်ပဝါတောင်မကြံဘူးအဲ့ဒါတွေနဲ့တခါလေငါတို့၄ယောက်ကိုပတ်ရန်ခြုံယုံပေးတာပဲမိဘကတာသမီကိုပြုစုသလိုပါပဲမောင်ကြီးသူကိုယ်တိုင်ကတော့စွတ်ကျဲကလေးနဲ့တာနေတယ်အောင်မဲဟောမောင်တငယ်ချင်းကတတိကောင်းကလားကွမိုးကြီးပေမဲ့သူမချမ်းဘူးတဲ့ပြီးတော့လူကြီးတော့လုံးရက်တန်တန်ရဲ့လို့ပေမဲ့သူ့အသားတွေကတန်ကဲလို့ပါကလားကွအော်နေကင်းမှာဖောင်းမိတို့မောင်နှမနှစ်ယောက်တူလက်မောင်သားကြီးကိုထုတ်ပြတယ်မောင်နှမနှစ်ယောက်တူလက်မောင်ကြီးကိုစီစီပြီးကစားကြတာပဲအင်မတန်ပျော်ကြတာပေါ့ဒီတူငယ်ဟာလူထုဘကွယ်တန်ကတန်မှာပါပြီးနဲ့ဖျားလောင်းများစင်ပြောင်း9စီ10စီအားစောင့်နိုင်နေဆိုတာပဲထင်ပါရဲ့ကွယ်နောက်တနေ့မနက်စောစောကိုအနာခဏတောင်းမယ်ဆိုပြီးထွက်သွားလိုက်တာညနေမှပြန်လာတယ်သူတရေဆိုတာတနေ့ကင်းလုံးသူ့ကိုထမင်းစားစောင့်နေကြတယ်အနီးအနားလိုက်ရှာကြတယ်အဲ့ဒီမနက်ငါတို့ထမင်းစားဖြစ်ကြဘူးညနေကြလို့ပြန်လာတော့မှတီးရတာကလက်စားတက်တော့သူ့ဟိုကြိုက်ထူကိုတွားတာကိုမောင်ရဲ့ဟဲ့ဖွားမေနှစ်အကိုကြီးဝယ်ပေးခဲ့တဲ့အဝတ်အစားတွေယူခဲ့စမ်းမောင်ရင်ကြည့်တော့ငါတို့ဖို့တူဝဲလာတာတွေထိုအခါဖိုးကြီးဒီထုံးတစ်ခုကိုကောက်ယူ၍ဟောတာကအကျော်ထုံးမောင်ရဲ့မောင်ကိုပြရအောင်မယ်ဆိုကထုတ်ကိုဖြီးလေသည်အထုပ်ပေါ်ကကျိုးစရာအပတ်ပေါင်းများစွာရပ်ပတ်ထား၏ကျိုးတွေကုန်သောအခါပစိုးအောင်တစ်ထက်နောက်ပိတ်ဖြူတစ်ထက်နောက်စက်ကူ3-4ထက်အလုံးတေချာသာထုတ်သားစီကိုတွေ့ရ၏နောက်ဆုံးအထက်ကုန်လေမှလုံကြီးညိုရောတစ်ထက်အတွင်းရဲ့အင်ကြီးတစ်ထက်အပေါ်အင်ကြီးတစ်ထက်ကောင်းပေါင်းပဝါတစ်ထက်ပခုံးတင်ပိတ်စာပိတ်ဖြူစာတထဲတို့ထွက်လာလေထိုလေးတဲ့သောအဝတ်တို့ကိုဖိုးကြည့်သည်ယူရမျက်နှိုးစွာကင်ထွယ်၍အဲ့ဒါကျုံမြေရဲ့ကုသိုလ်တွေပဲမောင်ရဲ့ကျုပ်ဖိုးဖဒီလိုမပေးခဲ့ဘူးကျုပ်သားသမီးတွေလည်းမပေးခဲ့ဘူးကိုယ်တိုင်လည်းဝယ်ပြီးမွေးနိုင်ခဲ့ဘူးဒီဝယ်လေးတဲ့ကိုကျုပ်ပါလုံးမလဲသိလားဥပုံနေတိုင်းဝတ်ဆင်ပြီးဥပုံဆောင်မယ်အခုစိတ်ကူးတာကတော့ကျုံမြေကုသိုလ်ပွားအောင်နေတိုင်း7ပါးတီလာဆောင်ပြီးဒူးဝဲတွေနဲ့အယိုးထုတ်တော်မယ်ကျုပ်တည်တဲ့အခါဒီဝဲတွေကျုပ်ကိုဆရာဘုန်းကြီးကိုလူလိုက်ဖို့ပဲမှာပြီးပါပြီမောင်ရဲ့အဖွားကြီးကလည်းမိမိတို့အဝတ်စားတို့ကိုပြ၍ကျုပ်လည်းပဲမောင်ဖို့အတိုင်းပဲဆုံးဖြတ်ပြီးပါပြီခုဆိုဤဖွားမေကလည်းမိမိအထုပ်ကိုအပါတရားဖြေကပြ၏ဘိုးသားလုံးကြီးအင်ကြီးဘီမှန်စသည်ဖြင့်မိမအသုံးဆောင်အတန်းများများတွေ့ရ၏အကူကြီးဝယ်ပေးခဲ့တာရှင်ကျေးဇူးတင်လိုက်တာအကူကြီးရဲ့ကျမလေးညတိုင်းညတိုင်းအိတ်ခါလေးကိုဦးသွင်းချိန်ချပါတယ်အကူကြီးလည်းပြန်သွားပြီးတိတ်အောင်မိတာပဲဆို၍မျက်ရည်လည်းလာလေ၏အနားတွင်အမအိမျက်နှာထိုက်ကြည့်နေသောမောင်ကလေးမှပင်မဲတက်တက်ဖြစ်၍လာ၏အဖွားကြီးကဆက်ပြန်၍
အဲ့ဒါနဲ့သူအပြိုစုကောင်းတာနဲ့ငါတို့အတော်အတန်းထူထောင်လာကြတာပဲသူနေလို့4-5ရက်ရှိတော့ငါတို့လည်းမှာပါပြီမင်းဖះကိုတွားဖို့ဟာတွားတော့လေလို့ပြောတော့အဖွားရဲ့တဲ့ဖះကိုတွားဖို့တာထက်ဖះစကားနားထောင်တာပူပြီးကုလိုရတဲ့ပြီးတော့လေဖះတွားဖို့အချိန်မရှိတော့ဘူးကြောင်းဖွင့်မိအောင်ပြန်ရမယ်တဲ့ဖះမှာရှေချဖို့ပန်းလူဖို့ရေလူဖို့မန်းခဲ့တဲ့အတွက်ငွေကိုလည်းအဖွားတို့ကိုပဲလူခဲ့မယ်ဆိုပြီးငွေတင်းပြ30ကျပ်တိငါတို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီကိုယ်တိုင်အဖြစ်နဲ့တခါမှငွေ30ကျပ်ပြည့်အောင်မကင်ခဲ့ရဘူးဒီလိုလူမျိုးတွေ့ဘူးဖို့ထားတာကြားတော့မကြားဘူးပါဘူးကွယ်ဟောမောက်အဖိုးကလူမဟုတ်ဘူးနဲ့တကြားများလူရောင်ဆောင်လာတာလို့အခုထက်ထိဆွဲနေတော့မယ် ထိုအခါအဖိုးကြီးကဝင်တဲ့၍ဟဲ့မဲတော့ကဲအခုဒီမောင်ရင်ကသူ့တငယ်ချင်းပါဆိုလို့သာနေလိုက်ရတယ်ငါတော့ဧကနာနဲ့တကြားပဲလို့ဆွဲလန်းနေတော့မယ်ကြည့်လေငါလက်ကားပြောတာမဟုတ်ဘူးငါတို့ဆရာဘုန်းကြီးဟောဘူးတဲ့ဟဲ့တကာကြီးပုတ်ခွေတဲ့ငါးပါးတိလာမြဲပြီးမေတ္တာပို့ပြီးဣတိပိတော်ကုံကိုတနေ့ကိုအနည်းဆုံး10ပတ်ရအောင်စိတ်တဲ့အချင်းကျက်တွေ့ရင်နဲ့တကြားများလာပြီးကဲမတတ်တဲ့အဲ့ဒါလွန်ခဲ့တဲ့15နှစ်လောက်ကစပြီးဘုန်းကြီးစကားအတိုင်းဆောင်းနေခဲ့ပြီးဗတိမမှန်စိတ်ခဲ့တာကြီးတည်ပဲမဟုတ်လားဟိုနေ့ကငါပတ်လက်ကလေးမျောရောဆရာဘုန်းကြီးရဲ့အဆုံးအမနဲ့ဂုဏ်တော်ကိုတီးရပြီးဂုဏ်တော်ကိုနှလုံးသွင်းနေတယ်တော်တော်ကြာဗဇက်ပေါ်ရေသက်ကြတာတော့တရားမင်းရေတင်ဖြန်းလာတာပေါ့လို့ငါယုံကြည်လိုက်တယ်လူပုံတန်နဲ့တောက်ပြောင်အေးကြီးရဲ့မျက်နှာကိုငါမြင်ရတယ်ဟဲ့မဲတော့ကလူရိုးရိုးကဒီလောက်တောင်ကောင်းနိုင်ပါမလားဟဲ့လူမ4ယောက်ကိုဆေးကူပြူစုကျွေးမွေဝစ်စင်အိမ်ကိုမိုးကပေးပြီးတော့ငွေ30ကျပ်ရင်းမကြီးကိုပေးတာလူရိုးရိုးဟုတ်နိုင်ပါရဲ့လားဟဲ့တို့ဆရာဘုန်းကြီးပြောဘူးတဲ့နှစ်တကြားများလူရောင်ဆောင်လာရင်အရေးမထွက်ဘူးမျက်တောင်မခတ်ဘူးတဲ့ငါဖြစ်မောင်ထုံးမောင်ရဲ့အရေးထွက်တာမျက်တောင်ခတ်တာမမြင်မိဘူးဟဲ့ပြီးတော့ရုပ်ရည်ကလည်းတန့်ပါပြီးတဲ့နဲ့ငါဖြစ်ဒီလိုချောရဲလာတဲ့ယောက်ျားလေးမြင်ဘူးပေါ့ဗျာ ဟိုပေးကလည်းလူတော့လူအစ်စ်ပါတော့လူရိုးရိုးမဟုတ်တာတော့အမှန်ပဲဧကန်တအလောင်းအလျာတခုခုတော့ဖြစ်မှာပဲကိုင်းမောင်ရဲ့မောင်ထွန်းမောင်ရဲ့တငယ်ချင်းဆိုရင်အဖွားတို့တဲမှာတညာလောက်တဲပါအောင်မောင်ရဲ့သူ့ငွေတဲကအလူဦးပြုတ်ပြီးထမင်းတနတ်တော့ကျွေးလိုက်ပါရစေတန်ဃာတော်စွန့်ကြည့်ဖို့တော့ငွေ9ကျပ်ဦးချပြီးဖယ်ထားပြီးပါပြီ တို့အခါကျွန်ုပ်မှာအလွန်ပီတိဖြစ်၍တညာတဲရန်ဝင်ခံလာ၏ညအိယာဝင်တော့အခါကျွန်ုပ်စဉ်းစားကန်းပေါ်လာလေထုံးမောင်ကြီးဖြင့်တရားဘူးလာရကျွန်းနဲ့လေပြီထုံးမောင်ရဲ့ကုသိုလ်ကိုငါအားကြားလာသည်ငါကြားဘူးဒီကမြတ်စွာဘုရားရှိတဲ့ကတောနယ်ကယဟန်နှစ်ပါးတရားကိုဖူးမြော်ရန်လာကြတဲ့တန်ခီမှရေငတ်တဲ့ဖြင့်ရေတောက်ကြမည်ဆိုရာရေစင်းမပါကြသည်နှင့်တပါးသောယဟန်ကမြတ်စွာဘုရားသည်ရေစင်းနှင့်မှရေတောက်ရမည်ဟုပညတ်ထားသည်ယခုရေစင်းမရှိခဲ့ဘုရားကိုကြီးညိုသည်ဆိုသည်မှာဘုရားစကားကိုနားထောင်မှကြီးညိုရရောက်သည်ထို့ကြောင့်ရေမတောက်ဖဲအသက်တည်တည်တော့ဟုဆုံးဖြတ်လိုက်၏တပါးတော်ကဘုရားဆိုသည်ကအလွန်ဖူးမြင်ရခဲ့၏ရေတောက်ပြီးအသက်ရှင်၍ဘုရားကိုဖူးမြင်အံ့ဟုဆုံးဖြတ်လိုက်၏ပထမယဟန်သည်လမ်းတွင်ပြန်လွန်ခဲ့၏ဒုတိယယဟန်ကဘုရားထံရောက်၍အဖြစ်အပျက်ကိုပြန်လည်လျှောက်ထားသောအခါမြတ်စွာဘုရားကဘုရားစကားနားထောင်၍လမ်းတွင်အသေးခံသောယဟန်ကိုသာချီးမွမ်းတော်မူတဲ့ယခုလဲငါတို့နှစ်ယောက်နှင့်တူလေသောငါမှကြိုက်တီယိုဘုရားကိုတော့ရောက်ပါရဲ့ရောက်တော့ဘာလို့တလဲဘုရားကိုပေါစေပေါရှိခိုးတယ်အနာပတ်လျက်သူညဉ့်ညံနှင့်အာယုံဆိုင်၍ရှင်မခိုးခဲ့ရ၎င်းနောက်တကယ်ချင်းတို့နှင့်ရှောက်ရပြောခဲ့တယ်ဟာတိုက်တချင်းဆိုဖဲကစားဒါရင်းနဲ့ချိန်ကုန်ခဲ့တာပဲအခုထုံးမောင်ကိုအားကြလို့အဖိုးကြီးဖွားကြီးတို့ကိုပတ်စံပေးခြင်းလို့ကြည့်တော့လဲကားနဲ့ယထာကသာကျန်တော့တယ်ပတ်စံတပြားမှမပိုးတော့ဘူးဟိုကုန်းတော်မှာတော့ကတို့လူစုမြေလက်ကအပြူလူစုနဲ့တွေးလို့အလွမ်းတင်ပြီးဟိုပန်းပြီးဟိုဆိုင်အိတ်ခံလိုက်ဒီဆိုင်အိတ်ခံလိုက်နဲ့3-4ရက်တို့လူစုပတ်စံဖြုံလိုက်ကြတာဖះလူကိုမှန်းထားတဲ့ထဲက3ပုံ2ပုံလောက်ပါသွားတာပဲအဲ့ဒီပတ်စံတွေအခုငါနှမျောလိုက်လာတယ်ငါဖះဖူးရတာမမေရရအကျိုးဘာမှမထင်ပါတကားလက်ကတော့ယတိမဖိုးသူတော့မေတီလာပန်းတယ်ရေတယ်အချို့တို့ကိုစိတ်မကြည်နဲ့လက်ပတ်ပျော်ရှင်ဒါတွေနဲ့သာအချိန်ကုန်တယ်ငါအခုငါတို့ပြည်မှာရန်နာ3ပါးကိုအကြောင်းပြပြီးလောက်ကြတဲ့ပွဲမျိုးတွေကိုတတိယလိုက်ပါပြီးတယ်ငါဖះကိုရောက်တော့လေဖះစကားကိုနားထောင်တဲ့မောင်ထွန်းမောင်ရဲ့ကုသိုလ်မျိုးကိုဘယ်မှအမိနိုင်မလဲစသည်ဖြင့်စိတ်ကူးတွေးတော့ကမပျော်တစ်ချက်ပျော်တစ်ချက်နဲ့မိုးလင်းရအလေဤနည်းနည်းတွင်ကျွန်ုပ်ပြန်တော်မီဟုနှုတ်ဆက်လေရာအဖိုးကြီးကအေးပြန်အောင်တော့မောင်ရဲ့မောင်တို့ကျမ်းမချမ်းသာပါသေးဟုအဖိုးစုတောင်းပါတယ်မောင်ထွန်းမောင်ကိုပြောပါသူဝယ်ပေးခဲ့တဲ့အဝယ်စားတို့ကိုအဖိုးဘယ်လိုစီမံထားတယ်ဆိုတာ
အေးသွားတော့မောင်ကြီးဘုန်းကြီးပါစေတက်ရှိပါစေကွယ်အဖွားကြီးက တွားတော့မောင်ကြီးတွားတော့အဖွားတို့မတိတ်ခင်မောင်ထွန်းမောင်ကိုတခါတော့တွေ့ကျင်သေးတယ်ကွယ်မိုးမကြခင်အဖွားတို့ကျမ်းမာရင်ဖြင့်ရန်ကုန်ကိုဖျားဖူးလာခဲ့မယ်လို့ပြောလိုက်ပါမောင်ရင်အခုအဖွားတို့နှစ်ယောက်တည်တဲ့အသည့်ရှစ်ပါးဒီလာဆောင်မှုတေစာတီထံပြုကြီးတဲ့အကြောင်းပြောပါလေကွယ်ဤတွားတော့မြည်ရီတွားတော့ ဖွားမေက အကိုကြီးထုံးမောင်ကိုလက်ဆောင်ပေးလိုက်ပါရစေဟောတာကကြိုက်ကြီးရိုးတောင်ပြေဝါစီတန်ဒါကတစ်ခွပန်း6တခုဟောတာကကျမအရင်ဖျားတော့ငါဖြတ်ထားတဲ့ဆန်စုအဲ့ဒီဆန်စုထင်ကတဝက်ခွဲပြီးဖျားလူပါတဝက်ကိုအကိုကြီးတင်းယူထားပါလို့ပြောပါကျမမသိခင်တစ်ခေါက်တော့ရအောင်လာပါမယ်လို့ပြောပါသူ့လိပ်စာကိုကျမတောင်းထားလိုက်တယ်ပြီးတော့ရှစ်ခိုးလက်ဆောင်လေးပေးလိုက်ပါရစေအော်အခုနေအကိုကြီးရန်ကုန်ပေးစီမှာလေ ကျွန်ုပ်ကရန်ကုန်ရှိရာညွှန်ပြလိုက်တော့အခါဖွားမေသည်တပန်းတွန်းတစ်ထည်ကိုတင်၍ရန်ကုန်ထုံးမောင်ရှိရာဘက်သို့ယူသေးလေးမြတ်စွာလဲ၍ဦးသုံးချိန်ချကာ အကိုကြီးကိုကုန်းချိန်ကတော့လိုက်ပါလေ တို့၍ဦးသုံးချိန်ချလိုက်၏ထိုအခါကလေးမ၏မျက်ရည်တို့သည်ကျပြန်၏ကျွန်ုပ်သည်ခြေလေးဖြင့်ထွက်ခဲ့ရာဖွားမေတို့မောင်နှမသည်ကျွန်ုပ်၏လွယ်ကိုယူဆောင်၍လဲတဲ့အထိပို့ကြ၏လဲသည်တအီးနှင့်လိန်သွားရာဖွားမေတို့မောင်နှမသည်နင်းနာငယ်ဖြင့်ငေးမြော်၍ကျန်ရကြရှာလေသည်ကျွန်ုပ်သည်ထုံးမောင်ခန်းသို့ဝင်ခဲ့၏ထုံးမောင်က အဲ့လိုမင်းပြန်လာပြီလားမင်းဖျားဖူးလဲရတာအမျှဝေပါအောင်ကွ မတရောပါနဲ့ကွယ်ငါမှအမျှဝေစရာကြာနာနာတစ်ခုမှမပါခဲ့ပါဘူးငါကြားခဲ့ပြီးခဲ့ပြီမင်းကူးတို့အင်မတန်ထူးမြတ်တာပဲငါ့ကိုအမျှဝေတမ်းမှာတငယ်ချင်းရဲ့ ဖျားရောက်တဲ့လူကလမ်းကပြန်လာတဲ့လူကိုအမျှဝေခိုင်းနေတလားကွမင်းကလည်းယူးကြောင်ကြောင်နဲ့ ငါမယူဘူးငါတကယ်ပြောနေတာငါဟာကြိုက်တီယိုးဆိုတဲ့တီနာတော့ရောက်ခဲ့တာမှန်တယ်တို့မဲ့မင်းကတော့အမတဗုဒ္ဓဘုရားအစ်တီကိုရောက်ခဲ့တယ်လို့ဆိုရမယ်အဲ့ဒါကြောင့်ငါ့ကိုအမျှဝေပါကွယ် ဟဲ့မင်းစာကလေးပါကလေးအပြည့်ဘူးတာမဟုတ်လားငါကအမျှဝေမှာမင်းရနိုင်မှာမဟုတ်ဘူးမင်းဝမ်းမြောက်ပြီးကို့ပါတာကိုဒါလို့ခေါ်နိုင်တလားပြီးတော့ရတာပဲကွ အဲ့ဒါငါသိတယ်ဘာပဲဖြစ်မင်းပါဇက်ကမြို့ဆိုပြီးတော့ပေးတာကိုငါကြားချင်တယ်ငါတာတူးဖော်ချင်တယ်စင်လက်တွေလုံးနေပါနဲ့ကွယ်ငါကြီးညိုလုံးလို့ပါမင်းပါဇက်နဲ့အမျှဝေစမ်းပါ တိုင်းဒါဖြင့်လည်းအမျှဆိုတာအဖို့ပါတာကိုဆိုလိုတယ်ငါကတော့အဖို့တွေအဖဲတွေလုံးမနေပါဘူးငါကတော့အကောင်လုံးကိုပဲပေးပါလေဗျာအကောင်လုံးယူပါလေတော့ ထိုအခါကျွန်ုပ်ဒီတာတူလေးလေးနက်နက်ခေါ်ပြီးမှမင်းတို့ငါကျေးဇူးတင်တာတစ်ခုရှိသေးတယ် ပါလေ မင်းကငါ့ကိုဖျားဘူးနီးကောင်းနီးမွတ်တစ်ခုတင်ပေးတဲ့အတွက်ပေါ့